တခုရှိရတော့လီဗာပူးအသင်းမှာစိုးနေတဲ့ပြဿနာကတော့ကစားသမားအင်အားမလုံလောက်တဲ့ပြဿနာဖြစ်နေကြဗျ။ကွင်းထဲမှာဒါအာနီစလော့ထည့်ထားတဲ့ line နဲ့17ယောက်ကလွဲလို့ရှိရင်အရန်မှာလဲလောလောလာကစားသမားရဲ့လူ2ယောက်လောက်ပဲရှိတော့တာဗျ။ကျန်တဲ့အချိန်မှာလဲဒဏ်ရာရကစားသမားတွေနဲ့ပြည့်နေတယ်။ဒါဆာလက်တို့လည်းမရှိဘူး။လူငယ်ကစားသမားတွေနဲ့ရန်လူစင်းကိုဖြစ်တယ်လို့ဒီစီမံနေရတာဗျ။မင်္ဂလာပါဆရာတို့ Football Talk Show Facebook YouTube နဲ့ TikTok Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကဖုံးပါကျွန်တော်စမ်းကြပါခင်ဗျာကျွန်တော်တို့အခုတင်ဆက်ပေးမယ့်ပွဲစဉ်ကတော့စနေနေ့ည9:00နာရီခွဲမှာကစားမယ့်လီဗာပူးအသင်းနဲ့ဘန်လီတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ဘုံဟိုဒီနှစ်သင်းရဲ့ရက်တည်မှုကိုပြောရမယ်ဆိုလို့ရှိရင်တော့လီဗာပူးသင်းရအဆင့်၄နေရာမှာရောက်ရှိနေပြီးတော့ဘန်လီသင်းကတော့တန်းဆင်းစုံမှာအဆင့်19နဲ့ရောက်ရှိနေတဲ့အသင်းပဲဖြစ်တယ်ဗျနောက်ဆုံးပရီးမီးယားလိ9ပွဲမှာလည်းလီဗာပူးအသင်းကနောက်ဆုံး3ပွဲစတိုက်တည်ကြထားသလို5ပွဲမှာ2ပွဲနိုင်3ပွဲတည်ကြထားပြီးတော့ဘန်လီအသင်းကတော့နောက်ဆုံး5ပွဲမှာ3ပွဲတည်2ပွဲရှုံးရလက်ထွက်ထားတဲ့အသင်းတွေဗျဟုတ်ကဲ့ပါကိုစန်းကြီးကျွန်တော်တို့ထိတ်တိုက်တွေးဆုံမှုတွေပြောရမယ်ဆိုလို့ရှိရင်တော့နီးပြချင်းထဲထဲတွေးဆုံမှုကတော့အာနီစလော့ကတစ်ချိန်နိုင်ရရှိထားပြီးတော့တစ်ချိန်တည်ကြတာတွေ့ရပါတယ်ဒီအသင်းထိတဲ့တွဲဆုံမှုပြောမယ်ဆိုလို့ရှိရင်တော့လီဗာပူးအသင်းက15ချိန်အနိုင်ရရှိလာပြီးတော့2ချိန်တည်ကြရတဲ့ဘန်လီအသင်းကတော့3ချိန်အနိုင်ရရှိကြတာတွေ့ရပါတယ်ဗျလက်ရှိရက်တည်မှုအရာတော့ကျွန်တော်တို့ပြီးခဲ့တဲ့အပတ်ကပွဲစဉ်မှာကျွန်တော်ဘန်လီဘက်ကပြောခဲ့သလိုပုံစံမျိုးဘန်လီအနေနဲ့ဒီပွဲစဉ်မှာတော့ကောင်းကောင်းကြီးရုန်းကန်မဲ့အနေအထားမျိုးရှိနေပါတယ်ဘာလို့ဆိုတော့လီဗာပူးကလည်းရသင့်ရထိုက်တဲ့အမှတ်တွေကိုဒီဘက်မှာမရအောင်ယူသွားမဲ့ပုံစံမျိုးရှိနေပါတယ်ကိုဆန်းကျဲဟုတ်ပါတယ်ကိုဘုံကြီးဒါပေမဲ့တခုရှိရတော့လီဗာပူးအသင်းမှာစိုးနေတဲ့ပြဿနာကတော့ကစားသမားအင်အားမလုံလောက်တဲ့ပြဿနာဖြစ်နေကြဗျ။ကွင်းထဲမှာဒါအာနီစလော့ထည့်ထားတဲ့ line နဲ့17ယောက်ကလွဲလို့ရှိရင်အရန်မှာလဲလောလောလာကစားသမားရဲ့လူ2ယောက်လောက်ပဲရှိတော့တာဗျ။ကျန်တဲ့အချိန်မှာလဲဒဏ်ရာရကစားသမားတွေနဲ့ပြည့်နေတယ်။ဒါဆာလက်တို့လည်းမရှိဘူး။လူငယ်ကစားသမားတွေနဲ့ရန်လူစင်းကိုဖြစ်တယ်လို့ဒီစီမံနေရတာဗျဒီချိန်တွေကပြီးတော့ကွင်းထဲမှာရှိနေတဲ့17ယောက်ကလည်းဒါလောလောလာအားကိုလို့မရသေးတဲ့အခြေအနေမျိုးတွေကိုခါလေးတွေ့နေရတယ်ဒါဖလိုရီယန်ဘတ်ပဲအထောင်ထားပြီးဆော့ကိုလီကပိုပဲထောင်ထားပြီးဆော့သူတို့မှာနည်းငယ်လေးတော့ရုန်းကန်နေရတယ်ဗျဒါပေမဲ့လည်းဒီပါဦးမှာနောက်ပိုင်းဖရင်ပါဝင်ထည့်ပြီးတော့ဒါကစားနေတဲ့ပုံစံရတော့မစိုးလာဘူးလို့ပြောရမယ်ဘန်လီအသင်းကတော့ဒါရှင်းရှင်းလေးပဲသူတို့ကအသင်းကြီးတွေနဲ့တွေ့မတွေ့သူတို့ရဲ့ဒီအမှတ်ကိုသေတမှတ်တော့အရအောင်ခံနေတဲ့အသင်းဗျအမှလည်းသူတို့ကတရေလေးနဲ့တမတ်စီစုပြီးတော့ဒီတန်းစင်းဆောင်ကနေလွတ်အောင်ရုံးနေတဲ့အသင်းဆိုတော့လေဒီပွဲမှာလည်းဒါဘန်လီကတော့ရှင်းရှင်းလေးပဲသူတို့ရဲ့ကစားကွက်အနေထားရပိတ်ဆော့မယ်ကောင်တာချောင်းပြီးတော့ပြန်ပြီးတော့ဂိုးရရင်ရတယ်လို့ခွင့်ရေးရရင်ရတယ်လို့ပြန်သွင်းမဲ့အနေထားပဲကိုဖုံးကြီးဟုတ်ပါတယ်ကိုဆန်းကျဲဘန်လီအသင်းနေနဲ့ဒီလီဗာပူးနဲ့ပွဲမှာသူတို့ရဲ့အောင်မြင်မှုအနေနဲ့တရေတမှတ်ရရှိသွားရင်တောင်ဝန်ဟန်အသင်းရဲ့အပေါ်အဆင့်ဆက်8နေရာကိုတက်လှမ်းနိုင်မှာဖြစ်ပါတယ်အဲ့တော့သူတို့ရဲ့ target ကတော့တရေနဲ့ပဲလာမှာပါအဲ့တော့အဲ့လောက်ထိလည်းမလွယ်ဘူးလှပါဘူးလီဗာပူးနဲ့တွေ့နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘန်လီအနေနဲ့ဒီပွဲမှာတော်တော်လေးကိုရုန်းကန်ရမှာဖြစ်ပါတယ်အဲ့တော့ဒီအေရှင်အသင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်တော့ခုနကကိုစန်းကျဲပြောခဲ့သလိုပဲအသင်းမှာလူစင်းမလုံလောက်မှုတွေနဲ့အရန်မှာကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ Robertson နဲ့ဒီခြေသာတို့လောက်ပဲအသင့်သုံးအနေထားမျိုးရှိနေတာတွေ့ရပါတယ်ဒါကတော့နောက်တန်းတစ်ယောက်နဲ့ဒီကွင်းလယ်တောင်ပန်တစ်ယောက်ပုံစံမျိုးပဲကျွန်တော်တို့တွက်လို့ရပါတယ်ပုံမှန်ရတော့ပွဲထွက်လူသင်းမှာတော့ကျွန်တော်တို့ဂိုမတ်တို့ကျွန်တော်တို့ကာကစ်တို့ဗန်ဒိုက်တို့အလက်စတာတို့ဆယ်ဗစလိုင်းတို့နဲ့ပဲပွဲထွက်လာဖို့ရှိပါတယ်အဲ့ဒီမှာမှဒီပွဲမှာကိုရီကပိုကိုပဲတိုက်စစ်ထားဆော့မလားဖလိုရီယန်ဘတ်ကိုပဲတိုက်စစ်ထားဆော့မလားကတော့ကျွန်တော်တို့စောင့်ကြည့်ရမှာပါအဲ့တော့လီဗာပူးတိုက်စစ်ကဘယ်လောက်ထိအလုပ်လုပ်နိုင်မလဲဟိုခံစော့နေတဲ့ခံစစ်ဆော့မဲ့ဘန်လီအသင်းရဲ့ဒီ low block ကိုဘယ်လိုထိုးဖောက်မလဲဆိုတာတော့ကျွန်တော်တို့စောင့်ကြည့်ကြင်စရာကောင်းပါတယ်ကိုစန်းကျဲအနေနဲ့ရောဒီအဝေးကွင်းအသင်းနဲ့ပတ်သက်ပြီးတော့ဗာများပြောစရာရှိလေဗျဘန်လီအသင်းကတော့ကျွန်တော်ခုနပြောခဲ့သလိုသူတို့ရဲ့ပုံစံရအသေးတမတ်ကိုဦးတည်ပြီးဆော့မှာပဲဒီပါဘူးလို့အသင်းမျိုးနဲ့ဒါကစားမှာပဲဖြစ်ဖြစ်သူတို့ကဘယ်အသင်းနဲ့ပဲဖြစ်ဖြစ်သူတို့ကတော့တရေသူ့မဟုတ်အနိုင်အဲ့လိုမျိုးပုံစံလေးကိုဦးတည်ပြီးသွားနေတဲ့အသင်းဆိုတော့ခုနပြောလို့ပဲဒီပါဘူးအသင်းကိုလည်းဒါတစ်ချိန်လုံးခံဆော့မှာပဲပြီးရင်ရတဲ့အခွင့်အရေးမှာရသလောက်အသုံးချမယ်
သူတို့ရဲ့ပုံစံအတိုင်းလေးပဲဒါအရှိမရှိရဲ့ Broja တို့ Edward တို့ Hannibal တို့အားထုတ်ကြမှာပေါ့နော်ဒုတိယပိုင်းမှာလည်းသူတို့ရဲ့ပုံစံအရဒါအန်တိုနီကိုထည့်ပြီးတော့ကွစ်ကောင်တာအတက်တွေလုံးမဲ့သဘောပဲရှိပါတယ်ကိုဖုံးကြီးဒါပေမဲ့လည်းဒီအချိန်မှာတော့ဒါလီဗာပူးအသင်းကလည်းအဆင့်၄နေရာနေပြီးတော့ဖယ်ပေးဖို့အစီအစဉ်မရှိသလိုဒီပွဲမှာတော့ဘန်လီနဲ့တွေ့တဲ့ပွဲမှာလီဗာပူးမနိုင်ဘူးဆိုလို့ရှိရင်လည်းဒါဆိုးရတဲ့ကိစ္စတစ်ခုဖြစ်သွားမှာကိုဖုံးကြီးဘန်လီအသင်းနေနဲ့လည်းခုနကကိုဖုံးပြောသလိုတေတမိုက်ရရင်တော့အဆင့်၁၈နေရာရောက်ရှိသွားမှာဆိုတော့ဒီပွဲမှာတော့လီဗာပူးကလည်းဘန်လီအသင်းကိုခက်ခက်ခဲခဲစားမှာဖြစ်ပြီးတော့ဘန်လီအတွက်လည်းလီဗာပူးကတော်တော်လေးခက်ခဲတဲ့အသင်းတစ်သင်းနဲ့စုံနေရတာဖြစ်ပါတယ်ကိုဖုံးကြီးကျွန်တော်ဒီမှာစိုးရင်တာတခုရှိပါတယ်ကိုစန်းကျဲကျွန်တော်တို့ဒီနီးပြကော့ဘကာအနေနဲ့လီဗာပူးအသင်းကိုမမာထနန်ကစားရင်းနဲ့များလီဗာပူးအသင်းရဲ့ကစားသမားတွေဒဏ်ရာရသွားခဲ့လို့ရှင်ဘလို့အစားထိုးမလဲဆိုတာဘူးနီးပြအာနီစလော့အတွက်တော့ကျွန်တော်တော်တော်စိတ်ပူပါတယ်ဗျဟုတ်ကဲ့ပါကိုဖုံးကြီးဒီပွဲကတော့လီဗာပူးအသင်းအတွက်ခုနပြောသလိုအဖြစ်မနေ၃မှတ်ရမှကောင်းမဲ့ပွဲပါဗျဘန်လီအတွက်လည်းသူတို့ရဲ့ target ဖြစ်တဲ့တေးတစ်မှတ်လောက်တော့ UDB စော့မယ်ဆိုပေမဲ့လို့ဒီပွဲမှာတော့ကျွန်တော်ကတော့လီဗာပူးကိုဒါအနိုင်ပေးထားခြင်းပါတယ်2စီးလောက်နဲ့လီဗာပူးနိုင်ရသွားမယ်လို့ကျွန်တော်ထင်ပါတယ်ဗျကျွန်တော်ကတော့ဒီပွဲစဉ်မှာ BDDS ဖြစ်မယ်လို့ကျွန်တော်ထင်ပါတယ် BDDS ဖြစ်မယ်ဆိုတော့ကဒီနှစ်ဖက်အသင်းတစ်လုံးဂိုးတွေရမယ်ပေါ့ဗျာတို့ပေမဲ့လီဗာပူးအသင်းကပဲအဆုံးသတ်မှာအနိုင်ရရှိသွားမယ်လို့ထင်ပါတယ်လီဗာပူး 3-1 ရလက်နဲ့ပွဲပြီးဆုံးသွားမယ်လို့ကျွန်တော်ခံမှန်းမိပါတယ်ခင်ဗျဆရာတို့ထင်မြင်ယူဆတဲ့ဂိုးတွေကိုကျွန်တော်တို့ကွန်မန့်မှာရေးပေးခဲ့ကြပါအောင်ဗျာနောက်ဗီဒီယိုကျွန်တော်တို့ဆက်လက်တင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဆက်လက်စောင့်ကြည့်အားပေးကြပါအောင်ဗျကျေးဇူးအများကြီးတင်ရှိပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ